Hello အားလုံးမင်္ဂလာပါရှင်မင်းအခုလေဒီယထာပတ်လန်းလေးပြပေးခြင်းလို့ပေါ့နော်သူ့ရဲ့ quality လေးတွေမင်းအရင်ဆုံးပြပေးပါမယ်ဒါလေးဆိုရင်ဒီလိုမျိုးလေးပေါ့နော်ယထာလေးဆိုရင်သူ့ quality အကောင်းလေးပါနော်ဒီမှာယထာဆိုရင်သူကယထာကဒီလိုမျိုးလေးတွဲပါမှာပေါ့နော်တတွဲကိုမင်းအရင်ပြပေးမယ်ဒီလိုမျိုးအသား quality လေးကဒီလိုမျိုးအကောင်းလေးပါနော်ဒီလိုမျိုးလေးပါပြီးတော့ရင်သူကဒီကားလေးတစ်စီးပါမယ်ဒီကားလေးကတော့သူကတွန်းမဲ့ကားလေးပေါ့နော်အဲ့ဒါလေးကိုဖွင့်ပြပေးပါမယ်ယထာတွဲလေးတော့မှတစ်ကုန်ပြီယထာတွဲလေးကလေးတွဲပါမယ်ဒီလိုမျိုးလေးတွန်းဆော့လို့လည်းရမယ်ပေါ့နော်ဒါလေးပဲဒီလိုမျိုးပဲပြလိုက်တော့မယ်နော်ကားကသူကအားအရင်ပြင်းနေတဲ့ခါကျတော့ဒီလိုမျိုးဒီမှာဒီ box ဘလောက်တုံးလေးပါမယ်ပေါ့နော်ဆိုက်ကတော့ကြီးပါတယ်နော်ဒီကောင်ဆိုလို့ရှိရင်တိုတယ်စွတ်စွပေါင်း3ပေလောက်တော့ရှိမယ်ပေါ့နော်ဒီလိုမျိုး London Bridge လေးပါမယ်နော်သူကဒီ box တုံးလေးလည်းပါမယ်ဒါလေးတွေလည်းပါမယ်ဒီမှာခြံစည်းရုံးလေးတွေလည်းပါမယ်နော်ကလေးလေးတွေကိုယ့်အကို creation လေးနဲ့ကိုယ့်အကိုစောက်ရင်လည်းရတယ်နော်သူကဒီလိုမျိုး design လေးနော်ဒီလို box လေးနဲ့လာမယ်ပေါ့နော်ဒါလေးကကျတော့သူက Thomas မျက်နှာလေးနဲ့ယထာလေးတွေပေါ့နော်အဲ့ဒီကောင်လေးတွေလည်းပြီးသွားလို့ရှိရင်ဆင်ပြီးပြပေးမယ်ဒီကောင်လေးနှစ်ခုကဈေးနှုန်းတူတူပဲနော်အဲ့ဒါလေးတွေပြပေးလိုက်ဈေးနှုန်းကတော့ပြီးရမှာကော edit လုပ်ပြီးတော့ရေးပေးမယ်နော်မင်းဈေးနှုန်းမသိသေးလို့ပါဒါလေးပြပေးလိုက်တယ်ရှင်အဲ့တော့နောက်ပြီးမှပြန်လဲဆုံတွေ့ပါမယ်နော်ဝါSee you.